အားလုံးပဲမင်္ဂလာပါရှင်ဖြစ်ဆောင်ပါခေစေပါခေစေကတော့ဒီနေ့မှာဒေါက်တာခရစ်စတယ်နဲ့တီချယ်အီလေးတို့နှစ်ယောက်ဆွေးနွေးထားကြတယ်frozen shoulder ပေါ့နော်ဒီပခုံး joint တက်တဲ့သူတွေကဘယ်လိုလေ့ကျင့်ခန်းမျိုးလေးတွေကိုလုပ်ရမလဲဆိုတာကိုခေစေက free hand လေးရယ်ပြီးသွားရင်ဒီမှာရှိတဲ့ကြိုးလေးရယ်ပြီးရင်ဒီခုံလေးရယ်နဲ့လွယ်လွယ်ကူကူလေးပါပဲလုပ်ပြသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ခေစေကိုနိုင်ကလည်းအရန်ဒီshoulder တက်တဲ့ပေါ့နော် yoga instructor တယောက်ဖြစ်ပါတယ်အားလုံးပဲခေစေနဲ့အတူတူလိုက်ပါလေ့ကျင့်မှုဖိတ်ခေါ်ပါတယ်အမောင်းဆုံးအနေနဲ့ကတော့ခြေထောက်လေးကိုကားထားမယ်ကိုပခုံးကျဲလာလေးပဲပေါ့နော်ပြီးရင်လက်လေးနှစ်ဖက်ကိုအနောက်ကနေပြီးတော့ရှေ့ကိုဝိုက်မယ်ဝိုက်ရင်ရှူမယ်ရှူထိုင်အောင်လေးကိုပြန်ချမယ်ဒါလေးကိုနောက်ကနေရှေ့ကို10ချိန်လေးဟီစဲနဲ့တူတူလိုက်ဝိုင်းရအောင်နောက်ကနေရှေ့ကိုဝိုက်တာ10ချိန်ပြည့်သွားပြီဆိုရင်ဒီတစ်ခါရှေ့ကနေနောက်လေးကိုဝိုက်မယ်10ချိန်အပေါ်ထိဆွဲမြောက်ပေးနော်တက်တက်လေးမြောက်ပေး10ချိန်โอเค10ချိန်ပြည့်သွားပြီဆိုရင်ဒီစရာဒီမှာရှိတဲ့ကြိုးလေးနဲ့လုပ်ပြသွားမှာဖြစ်ပါတယ်ဒီကြိုးလေးနဲ့မှာတော့ဒီစရာကိုယ့်ရဲ့နိုင်တလောက်အကျယ်ပေါ့နော်တချို့ကြောင့်လည်းချင်းချင်းလေးရတချို့ကြောင့်လည်းနည်းနည်းလေးကြည်ကြည်ရဟိစဲတော့ပထမဦးဆုံးအနေနဲ့ကတော့ကိုပခုံးထက်ကျယ်တဲ့နေရာလေးကနေစပြီးလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ရှူမယ်ရှူထိုင်းနဲ့နောက်လေးကိုချက်ပြီးရင်တော့လက်လေးနှစ်ဖက်ကကိုယ့်ရဲ့ဓမ္မပီးလေးကိုပြန်ညှော့လာမယ်ဒါမှဟိစဲတို့ဟိုပါပေါ့နော်360 degree လှည့်ရပါတော့မဟုတ်ဘဲနဲ့ဒီနောက်မှာချလိုက်တယ်ဟိဆိုရင်ဒီနားလေးမှာ join လေးရတန့်သွားမှာအဲ့တော့ဒီလေးဒီဘေးနားလေးအထီကိုပြန်လာနော်ဒါလေးကိုခေစဲနဲ့တူ10ချိန်အရင်ဆုံးလိုက်လို့အောင်ရှင်းပါလေဒီလိုပဲပေါင်ရှိထိချမယ်နော်ချမလေးကိုတွန်းပေးလက်လေးကိုလည်းနောက်ကိုတွန်းပေးတလေးကတော့ထုံးစံအတိုင်းလေးပဲရှုံမယ်နော်10ချိန်ပြည့်သွားပြီဆိုရင်ဒီခါလက်လေးကိုပုံဆန့်ထုတ်ထားမယ်ညာဘက်လက်တစ်ထောင်လေးကွေးမယ်ဘယ်ဘက်လက်ကိုဆန့်ထားမယ်โอเคဒီကနေကြည့်မယ်ဆိုရင်ဒီလိုပုံစံလေးပြီးတော့ရင်ညာဘက်လက်ကိုဆန့်မယ်ဘယ်ဘက်လက်ကနေပြန်ပြီးဆန့်ထုတ်မယ် rotation လေးလုပ်အောင်လက်လေးနောက်လေးမှာပဲထားလေး rotation လေးလုပ်အောင်ဘယ်ဘက်ကိုပဲချတယ်ပိုချလေးကိုဒီစဲတို့10ချိန်လုပ်ဒါလေးကိုဒီလိုမျိုးလေးဝိုက်မယ်โอเคည10ချိန်ပြီးသွားပြီဆိုရင်ဒီတစ်ခါဘဲ10ချိန်เนาะပြီးသွားရင်ဒီစဲတို့ဘဲတစ်ထောင်လေးကွင်းညာဘက်လေးကိုချဒါလေး10ချိန်ဒီတစ်ခါကြိုးလေးနဲ့လည်းလုပ်ပြီးသားပြီဆိုရင်ကြိုးလေးတွေကိုဘေးနားမှာဖယ်ထားလိုက်မယ်အိမ်မှာခုံလေးတွေရှိရဆိုရင်ကိုယ့်ရဲ့ခုံလေးပေါ့နော်ခုံလေးပေါ်မှာလက်လေးကိုတင်မယ်လက်ကလည်းကိုယ့်ရဲ့ပခုံးအကျယ်လေးပဲထားမယ်ကျမလေးကိုနောက်ကိုရာသရာပြီးဆန့်ထုတ်ပြီးတော့တွန်းထားမယ်ပြီးတော့ရင်ရှူထုတ်ပြီးတော့လည်းနှစ်ခုကြားတဲ့ကိုကောင်းလေးကိုထည့်ကြည့်ရသလောက်လေးနေမယ်ကိုသက်ရှူလို့ရသလောက်လေးပဲ10ချိန်ပြည့်သွားရင်ဖြည်းချင်းပြန်ထားတာဆောနာဟီဇယ်လုပ်ပြသွားတဲ့ကွက်တွေအားလုံးကိုတစ်မျိုးကို10ချိန်3ကြော်လေးလိုက်လုပ်ပေးဖို့လိုပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာနောက်ဗီဒီယိုတွေမှာထပ်ဆောင်အောင်မယ်နော်